ဒီတကားကျွန်တော်ရှင်းပြပေးမှာတော့အိမ်စဲအကြောင်းလေးရှင်းပြမှာပါအိမ်စဲကိုမှအခုမှစတင်ပြီးတော့လေ့လာမဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုပြီးဆုံးတဲ့အထိကြည့်လို့ရှိရင်အကျိုးတစ်ခုခုရမှာပါခင်ဗျာအဲ့တော့အိမ်စဲကိုစတင်အသုံးပြုဖို့အတွက်မိမိရဲ့ desktop ပေါ်မှာအိမ်စဲ program တွေ့တယ်ဆိုရင်တော့လက်ညှိုးကလစ်ကိုနှစ်ချက်စတိုင်းနှိပ်ပြီးတော့ဝင်လိုက်ပါအကယ်၍ကျွန်တော်တို့ကမတွေ့ဘူးဆိုလို့ရှိရင်တော့အောက်ခြေမှာရှိနေတဲ့မှန်ဘလူးပုံလေးတာဟီယာတူဆက်ဆိုတဲ့နေရာလေးမှာကလစ်တစ်ချက်နှိပ်လိုက်မယ်ပြောလို့ရှိရင်တော့ keyboard ကနေပြီးတော့ EACEL အိမ်စဲဆိုရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာအိမ်စဲ program လေးတွေ့ရင်ကလစ်တစ်ချက်နှိပ်ပြီးဝင်လိုက်ပါဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီလိုမျိုးကလစ်နှိပ်ပြီးဝင်လိုက်ပြီဆိုရင်ဒီနေရာလေးကိုရောက်လာပြီပေါ့အဲ့တော့ကျွန်တော်ကအိမ်စဲ program ကိုစတင်လေးလံမှာဖြစ်တဲ့အတွက်ဘလန်ဝက်ပေါ်မှာကလစ်နှိပ်လိုက်ပါတယ်ကြားလာတဲ့ပေါက်လေးထဲမှာဘယ်နေရာကိုဘာလို့ခေါ်လဲဘယ်နေရာကိုဘယ်လိုခေါ်လဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အခုကျွန်တော် pointer တင်ထားတဲ့ board 1 exit ဆိုတဲ့နေရာလေးဒီ board 1 exit ဆိုတဲ့နေရာလေးကိုတော့ကျွန်တော်ကတိုင်တယ်ဘာလို့ခေါ်တယ်လက်ရှိဖွင့်ထားတဲ့ file ရဲ့နာမည်ကိုဖော်ပြပေးတာပါဒီမှာကတော့ file ဖွင့်ထားတာမဟုတ်ဘဲနဲ့ blank word ကိုအလုပ်ကြီးပဲယူထားတာဖြစ်တဲ့ board 1လို့ဖော်ပြတာကိုယ့်ရဲ့ exit file တွေရဲ့နာမည်ကိုဒီနေရာမှာဖော်ပြပေးမှာပါတိုင်တယ်ဘာရဲ့ဘယ်ဘက်ချမ်းမှာရှိနေတဲ့ save button လေးတွေundo redo button လေးရှိတဲ့ဒီနေရာလေးကိုကြတော့ကျွန်တော်က quick access toolbar လို့ခေါ်ပါတယ်တိုင်တယ်ဘာရဲ့ညာဘက်အစုံဆုံးမှာရှိနေတဲ့အနှုတ်ကလေးတွေလေးတော့ငွေနှစ်ထပ်ကလေးတွေချက်ချီကလေးတွေပေါ့နော်ဒီနေရာလေးကိုကျွန်တော်က program ကိုလိုအပ်သလိုထိန်းချုပ်ပေးတဲ့ချုပ်တာချဲတာပိတ်တာလုပ်ပေးတာဖြစ်တဲ့အတွက် control man တွေ window side လို့ခေါ်ပါတယ် window ရဲ့အရွယ်အစားတွေကိုလိုအပ်သလိုထိန်းချုပ်ပေးတဲ့နေရာလေးပါပြောလို့ရှိရင်တော့ကျွန်တော်ကဘယ်လဲဆိုရင်ဒီမှာ file တို့ home တို့ insert တို့ page layout တို့ formula တို့ဒီကောင်လေးတို့ကျွန်တော်ကခေါ်တဲ့အခါမှာတက်လေးတွေထည့်ခေါ်ပေးရတယ်အဲ့တော့နမူနာအနေနဲ့ပြောမယ်ဆိုရင် file တက် home တက် insert တက် page layout တက်ဒီစကားလုံးလေးတွေရဲ့အနောက်မှာတက်လေးတွေထည့်ခေါ်ပေးရတယ်ပေါ့အဲ့တော့ကျွန်တော်ကအခုလောလောဆယ် home တက်ကိုရောက်နေတယ် home တက်ရဲ့ home တက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီအောက်မှာ comment လေးတွေကို group အုပ်စုလေးတွေဖွဲ့ထားတယ်အဲအုပ်စုလေးတွေကိုကျွန်တော်ကြည့်တတ်တယ်ဆိုလို့ရှိရင်ဟို online ပေါ်မှာကိုက exam နဲ့ပတ်သက်တဲ့ video တွေကိုလေ့လာနေရဆိုရင်ဒီဒါလေးတွေကိုနားလည်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့လေ့လာတာလွယ်ကူပါလိမ့်မယ်အဲ့တော့အခုလောဆယ် home တက်ကိုရောက်နေတယ် home တက်မှာအုပ်စုလေးတွေခွဲထားတယ်ဒီမှာတော့ကျွန်တော် pointer တင်ထားတဲ့မြားကလေးအဲ့မြားလေးရဲ့ဒီဘယ်ဘက်ချမ်းကိုအုပ်စုတော့အုပ်စုအဲ့ဒီအုပ်စုကိုနာမည်ပေးထားတယ်ဘာလဲဆိုရင် clipboard အုပ်စုတဲ့နော် clipboard အုပ်စုဆိုပြီးပေးထားတယ်ဒီမှာတိုင်လေးတစ်တိုင်းဒီမှာတိုင်လေးတစ်တိုင်းအဲ့တိုင်လေးရဲ့ဒီအတော်တွင်းလေးကိုကျွန်တော်ကနောက်ထပ် form အုပ်စုဆိုပြီးနာမည်ပေးထားတယ် clipboard အုပ်စု form အုပ်စုနောက်ကဒီမှာတိုင်လေးရဲ့နော်ဒီဘက်ကတိုင်လေးရဲ့အဲ့တိုင်လေးနှစ်ခုအတွင်းထဲကျတော့ alignment အုပ်စုဆိုပြီးနာမည်ပေးထားတယ်ဒါတဲ့အုပ်စုက number အုပ်စုဒါတဲ့အုပ်စုကကျတော့ style အုပ်စုနောက်အုပ်စုကကျတော့ cell အုပ်စုဒါတဲ့အုပ်စုကကျတော့ editing အုပ်စုအဲ့တော့ကျွန်တော်ကနော် home tab မှာဒီလိုမျိုးအုပ်စုလေးတွေကြည့်တတ်မယ်ဆိုရင်ကဲဆိုပါစို့ home tab ရဲ့ number အုပ်စုတွေကအကောင့်နဲ့ number format button တွေကလစ်နှိပ်ပါဆိုလို့ရှိရင်တော့ home tab ရဲ့ number အုပ်စုဆိုတဲ့က number အုပ်စုကိုရောက်ပြီဒီအတော်တွင်းထဲမှာပဲကျွန်တော်ကရှာမှာတော့ screen တစ်ပြည့်လုံးကိုလိုက်ပြီးတော့ရှာစရာမလိုတော့ဘူးအဲ့တော့အုပ်စုလေးကြည့်တတ်ကမယ် insert တက်ကိုကျွန်တော်ကလစ်နှိပ်လိုက်ပြီး insert တက်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတို့မှာ group အုပ်စုလေးတွေဖွဲ့ထားတယ်အဲ့ insert တက်မှာဆိုရင် table အုပ်စုပါမယ်အုပ်စု chat အုပ်စု row အုပ်စုနောက်ဒီမှာတော့အုပ်စုလေးတွေပေါ့အဲ့ဒါကျွန်တော်ကဒီအုပ်စုလေးတွေကိုကြည့်တတ်တယ်ဆိုလို့ရှိရင်စတင်တဲ့အခါမှာအများကြီးအသုံးတည့်ပါတယ်ဟုတ်ပြီအဲ့လိုမျိုး command တွေကို group အုပ်စုဖွဲ့ထားတယ်အဖြူအောင်ဒီဘာတိုင်းတော့ကျွန်တော်က ribbon bar လို့ခေါ်ပါတယ်နော် RIBBON ribbon ပေါ့နော် ribbon bar လို့ခေါ်ပါတယ်ပြောလို့ရှိရင်ကျွန်တော်ကဘာသိရမလဲဆိုရင် exam မှာအရေးကြီးဆုံးတစ်ချက်က row နဲ့ column တွေကိုတဲတဲကွဲကွဲသိဖို့လိုပါတယ်ဟုတ်ပြီဘယ်နေရာကို row လို့ခေါ်လဲဘယ်နေရာကို column လို့ခေါ်လဲ row နဲ့ column တွေကဘယ်လိုမျိုးဖွဲ့စည်းကြလဲဆိုတာနဲ့ပတ်သက်ပြီးသွားရအောင်ဒီမှာကျွန်တော်အခုမြင်ရတာ၄တောင်အကွက်ကလေးတွေကိုမြင်နေရတာအဲ့လို၄တောင်အကွက်ကလေးတွေဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကအလဲလိုက်ရှိနေတဲ့နော် row လို့ခေါ်တဲ့အလဲလိုက်ရှိနေတာရေ column လို့ခေါ်တဲ့ထောင်လိုက်ရှိနေတာ column အလဲလိုက်နဲ့ထောင်လိုက်နဲ့ပေါင်းစပ်လိုက်တဲ့အတွက်အခုလိုမျိုးကျွန်တော်ကဇယားကွက်လေးဖြစ်သွားတာအဲ့တော့ဒီနော်အလျက်လိုက်တွေထောင်လိုက်တယ်ကိုဒီမှာကိုစားပြုတဲ့အနေနဲ့သူ့ရဲ့ထိပ်စီးလေးတွေ heading လို့ခေါ်တာပေါ့နော်သူ့ရဲ့ထိပ်စီးလေးတွေကို A B C D E F G ဆိုပြီးတော့ဒီမှာကိုစားပြုထားတယ်ကဲဘယ်ဘက်ချက်မှာကျတော့1 2 3 4 5 6 9 10 9 10ဆိုပြီးတော့ကိုစားပြုထားတယ်ဒါဆို A B C D နဲ့1 2 3 4ဆိုပြီးကိုစားပြုထားတော့ A B C D တွေက row လား column လားဆိုလို့ရှိရင် A B C D က column ပါ
ကျွန်တော်က A B C D လို့ပြောတဲ့အခါမှာအလျားလိုက်မြင်လို့မရပါဘူးထောင်လိုက်မြင်ရပါမယ်အဲ့တော့ကျွန်တော်က A ပေါ်မှာ point number တင်ပြီးကလေးတစ်ချက်နေလိမ့်မယ်ဆိုလို့ရှိရင်သူကအလျားလိုက်ဝင်မို့ထောင်လိုက်ဝင်တာအဲ့တော့ဒီမှာကျွန်တော်ကအခုမြင်နေရတာက A column ထောင်လိုက်ရှိနေတဲ့ A ဒီထောင်လိုက်ရှိနေတဲ့တိုင်ကြီးကိုဟုတ်ပြီနော်ထောင်လိုက်ရှိနေတဲ့တိုင်ကိုကျွန်တော်က A ဆိုပြီးတော့ကိုစားပြုထားတာဒါအခု B column ဒီ column တစ်ခုလုံးကို B ဆိုပြီးကိုစားပြုထားတယ်ဒါတစ်ခုကကျတော့ C column အဲ့တော့ကျွန်တော်က ABCD က roller column လားဆိုလို့ရှိရင်ကျွန်တော်က column တွေပါထောင်လိုက်ရှိနေရတယ်ပါဟုတ်ပြီဒီဘက်မှာဆိုလို့ရှိရင်1 2 3 4 1 2 3 4ကိုကျွန်တော်ကလစ်နေမယ်ဆိုရင်1 2 3 4ပြောလို့ကျွန်တော်ကလို့ထောင်လိုက်မြင်လို့မရပါဘူးအလျားလိုက်ပဲမြင်ရပါမယ်အခုကျွန်တော်က1ပေါ်မှာ point number တင်လိုက်တယ်ဒါပဲအလျားလိုက်ဝင်တာဖြစ်တဲ့အတွက်ဒါက row ပါအဲ့တော့ကျွန်တော်က1ဆိုလို့ရှိရင်ဒါ row 1 row 2 row 3 row 4စသည်အားဖြင့်ကျွန်တော်က row တွေကိုသတ်မှတ်ပေးထားတာပါအဲ့တော့ကျွန်တော်က ABCD က column ဖြစ်ပြီးတော့1 2 3 4တွေက row တွေဖြစ်ပါတယ်အဲ့တော့ column နဲ့ row တွေနဲ့ပေါင်းစပ်တဲ့အခါမှာအခုလိုမျိုးဆဲကွက်လေးတွေဖြစ်လာပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီမှာ1 2 3 4ဆိုပြီးတော့မြင်ရတယ်မြင်ရတဲ့အခါမှာ22မှာဆုံးသွားတယ်22ရဲ့အောက်မှာထပ်ပြီးတော့ row တွေရှိပါသေးတယ်အဲ့တော့ထပ်ပြီးရှိနေတဲ့ row တွေကိုကျွန်တော်ကရွှေ့ကြည့်မယ်ဆိုရင်ညာဘက်ဆုံးဆုံးမှာရှိနေတာ vertical scroll bar vertical scroll bar လေးရဲ့အောက်ဘက်ကိုပြနေတဲ့ scroll down arrow လေးเนาะအကောင်လေးကိုကလစ်နေမယ်ဆိုလို့ရှိရင်เนาะအောက်ဘက်ကိုကျွန်တော်ကထပ်ပြီးတော့တော့ဆင်းသွားမှာပေါ့အဲ့တော့မမြင်ရတဲ့ row တွေကိုကျွန်တော်ကရွှေ့ကြည့်တဲ့အခါမှာ vertical scroll bar ကိုသုံးပြီးတော့ရွှေ့ကြည့်လို့ရပါတယ်နော်အပေါ်ဘက်ကိုရွှေ့ကြည့်ရင်လည်းရွှေ့ကြည့်လို့ရပါတယ်အဲကျွန်တော်ကအဆုံးမှာဘယ်လောက်ကြီးဆုံးသွားလဲဆိုလို့ရှိရင်ဟုတ်ပြီအဲကျွန်တော်က row ရဲ့အဆုံးကိုသွားမယ်ဆိုရင်တော့ control key နဲ့ down arrow လေးနဲ့နှိပ်ကြည့်ရင်ရပါတယ်နော်ဟုတ်ပြီထားပါတော့အဲ့တော့ကျွန်တော်ကဒီမှာနော် row ပေါင်းကဘယ်လောက်ရှိလဲဆိုရင် 10,48,580 နဲ့6 row ရှိတယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာ column တွေကို ABCD ဆိုပြီးမြင်နေရတယ်အဲ့တော့ and ပြီးသွားလို့ရှိရင်ကျွန်တော်ကညာဘက်ချက်မှာcolumn တွေရှိသေးတယ်အဲ့တော့ညာဘက်ချက်မှာရှိနေတဲ့ column တွေကိုရွှေ့ကြည့်ဖို့အတွက်horizontal scroll bar လေးကိုသုံးအောင် scroll right arrow ညာဘက်ကိုပြတဲ့ညာလေးကိုနှိပ်သွားမယ်ဆိုကျွန်တော်ကဒါမြင်ရတာပေါ့မမြင်ရတဲ့ column တွေကိုမြင်ရသွားပြီအဲ့တော့ကျွန်တော်ကဇက်တိရောက်သွားပြီဆိုလို့ရှိရင်တော့AA AB AC AD ဆိုပြီးတော့သူကလာမှာအဲ့တော့ A ဇက်တိရောက်သွားမယ်ဟုတ်ပြီ A ကနေ Z ကိုကျွန်တော်က26လုံးရှိမယ်အဲ့တော့ AA ကနေ A Z ဆိုရင်နောက်ထပ်26လုံး52လုံးအဲ့တော့ A Z ပြီးရင်မပြီးသေးဘူးနော် BAPP BCPD ဆိုပြီးတော့ BZ ရောက်သွားမယ်ပေါ့အဲ့လိုမျိုးကျွန်တော်ကထက်ကတလဲလဲသွားတာနောက်ဆုံးကျတော့ကျွန်တော်က AFDG သွားတယ်ပေါ့အဲ့တော့အဲ့လိုမျိုးတွေအကုန်လုံးကိုကျွန်တော်ကဗာလဲဆိုလို့ရှိရင်နော်အဲ့လိုမျိုး row box 7သိန်းကျော် column က AFDG ကိုမှကျွန်တော်ကရှိနော်တရွက်စာပေါ့စာရွက်တရွက်စာပေါ့အဲ့လိုပဲရှိ1မှာလည်းအဲ့လိုပဲ row box 7သိန်းကျော်နဲ့ column ပေါင်း AFDG ပါမယ်ရှိ2မှာလည်းပါမယ်ရှိ3မှာလည်းပါမယ်ပေါ့ဟုတ်ပြီအဲ့လိုမျိုးစာရွက်ပေါင်းကိုကျွန်တော်ကဒီဘက်မှာဆိုလို့ရှိရင်နေယူရှိပတန်လေးကပြီးနှိပ်သွားမယ်ဆိုရင်စာရွက်တွေကလည်းအသစ်ရပါမှာအဲ့လိုမျိုးစာရွက်တွေကိုတော့ကျွန်တော် average မမြင်ထားဘူးပုံမှန် office မှာဆိုလို့ရှိရင်တော့ကျွန်တော်က250နဲ့5ရွက်ထိယူလို့ရပါတယ်เนาะနောက်ပိုင်း average မြင်သွားတဲ့ဟာဆိုရင်အဲ့ထက်မကဘူးအများကြီးကိုကျွန်တော်ကရှိနေယူလို့ရတယ်ပေါ့အဲ့ဒါကျွန်တော်ကဒီ Excel ကိုကျွန်တော်ကExcel ကို document အနေနဲ့သုံးတာမဟုတ်ဘဲနဲ့ workbook စာအုပ်တစ်အုပ်အနေနဲ့ကိုသုံးလိုက်တဲ့သဘောပါပဲအဓိကပြောချင်တာကဘာပြောချင်တာဆိုရင်မမြင်ရတဲ့ row တွေ column တွေကိုရွှေ့ကြည့်ဖို့တော့ vertical scroll bar နဲ့ horizontal scroll bar ကိုသုံးပေးရပါမယ်ဟုတ်ပြီနော်ပြောလို့ချင်းကျွန်တော်က ABCD ကို column လို့ခေါ်မယ်တင်းသုံးလေးတွေကို row လို့ခေါ်မယ်ပေါ့အမှန်ပါထပ်ပြီးတော့ရှိတာကဒီ set quad တွေရဲ့ကျွန်တော်ကနာမည်လေးတွေကိုခေါ်တတ်ကြပါမယ်အဲ့တော့ကျွန်တော်ကဒီအပေါ်တက်မှာ A ရှိမယ်ဒီတက်မှာ1ရှိမယ်အဲ့လို A နဲ့1နဲ့စုံတဲ့ set quad ကိုကျွန်တော်က A1 လို့ခေါ်ပါတယ်ဒါဆိုရင်တော့ B2 ပေါ့အပေါ်တက်မှာ B ရှိမယ်ဘယ်ဘက်ချမ်းမှာဆိုရင်2ရှိမယ် B နဲ့2နဲ့ရှိတဲ့ set quad ကို B2 လို့ခေါ်တယ်အဲ့တော့ကျွန်တော်ကဒီ set quad တွေကိုတော့ column ကိုအရင်ဆုံးထားခေါ်ရမယ် row ကိုနောက်မှခေါ်ရမယ်ဥပမာနဲ့ 2B လို့မခေါ်ဘူး B2 လို့ခေါ်မယ်ပေါ့ဆိုပါတော့ကျွန်တော်ကအခုကလစ်နှိပ်လေးရဲ့ set quad ဒီ set quad ရဲ့အပေါ်တက်မှာဆိုရင် I ရှိမယ်တော့ဒီကဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်11ရှိတယ်ပေါ့နော်ဒီ set quad ဆိုရင် I11 လို့ခေါ်ပါတယ်အဲ့တော့ကိုကလစ်နှိပ်ထားတဲ့ဒီ set quad လေးကိုအစိမ်းရောင် set quad လေးကို active cell လို့ခေါ်ပါတယ်တော့အလုံးလုံးနေတဲ့ set quad လေးပေါ့လက်ရှိဒါစာရီစာရဲ့နော်လက်ရှိဒီ set quad ထဲမှာကျွန်တော်စာတွေရိုက်မယ်ဆိုရင်ရိုက်လို့ရပါတယ်အဲ့တော့ကိုလက်ရှိရောက်နေတဲ့ active set quad လေးကဘယ်ကိုရောက်နေရလဲဆိုတော့သိချင်တယ်ဆိုရင်တော့ A ရဲ့အပေါ်မှာ F7 ကိုပေါ်နေတဲ့ name box လေးရှိပါတယ်ကိုရောက်နေတဲ့ set quad ရဲ့ name ကိုဖော်ပြပေးတဲ့ box လေးဖြစ်တဲ့အတွက်ဒီ box လေးကိုကျွန်တော်က name box လို့ခေါ်ပါတယ်ပြောချင်တော့ဒီအဖြူအောင်ဗာတန်းကြီးဒီအဖြူအောင်ဗာတန်းကိုတော့ကျွန်တော် formula bar လို့ခေါ်ပါတယ် formula bar ဆိုတော့ပုံစံဒီကိုပြန်ဖော်ပြတဲ့ဗာတန်းပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီ set quad လေးမှာတော့ကျွန်တော်ဇုံးလေးနဲ့ချက်လိုက်မယ်ဟုတ်ပြီအခု C1 set quad လေးမှာကျွန်တော်တွက်ချက်မှုတစ်ခုလုပ်လိုက်မယ်နော်ကျွန်တော်က1နဲ့2နဲ့ကိုပေါင်းတယ်
ဟုတ်ပြီအာနာခောက်လိုက်တယ်ဒီမှာ3ဆိုရသွားတယ်အဲ3ကဘယ်ပေါ့နော်ဘာကြောင့်3ရလဲဆိုတာကိုဒီမှာပုံသင်နည်းကိုပြန်ဖော်ပြတာအဲ့ဒါကြောင့်ပုံသင်နည်းကိုဖော်ပြတဲ့ဘာတန်းဖြစ်တဲ့အတွက်ဒီဘာတန်းအောင်တော့ formula ဘာလို့ခေါ်ပါတယ်ဟုတ်ပြီပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဘတ်တန်လေး3ခုရှိပါတယ်